နက်ဘလူးတွေတီထားခဲ့တဲ့ဇီတော်ကြီးဖြစ်တာကြောင့်နက်ဘလူးရုပ်မျိုးမျိုးကိုလည်းအသက်ဝင်လွန်လာစွာမြင်တွေ့ရပါတယ်။အုံပွဲငပြောပွဲတွေနဲ့ပူဇော်ထားတာကိုလည်းမြင်တွေ့ရပါတယ်။ဒါကတော့သူဝနဘူမိသူပိန္ဒနာဂရဒီပါအောင်မြေဖြစ်ပါတယ်။ဒီအောင်မြေကိုနင်းပြီးလိုရာဆုတောင်းရင်ဆုတောင်းပြီးအောင်မြင်ပြီးမြောက်တယ်လို့ယုံကြည်ကြပါတယ်။ဒါကတော့ဇီတော်ရှင်မြေအနီးမှာမြင်တွေ့ခဲ့ရတဲ့ထူးဆန်းတဲ့သစ်ပင်တစ်မျိုးဖြစ်ပါတယ်။ပင်စီကအုံပင်အပေါ်ကငပြောရွက်နဲ့အုံငပြောလို့ခေါ်ကြတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ကျွန်တော်ဘဝမှာပထမဆုံးမြင်တွေ့ခဲ့ရတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။အဲ့ဒီနောက်ကျွန်တော်ဟာဇီတော်မြတ်ကြီးအနီးကမှန်ချောင်းဆောင်မှာအပူဇော်ခံထားရှိတဲ့ကြိုက်ထီးဆောင်ဆရာတော်ဖရာကြီးရဲ့ရုပ်ကလပ်တော်ကိုလည်းဖူးမြော်ခဲ့ရပါတယ်။2015ခုနှစ်ကဘဝနှစ်ထန်ပြန်လွန်တော်မူခဲ့တဲ့ဆရာတော်ကြီးရဲ့ရုပ်ကလပ်ဟာဒီကနေ့အချိန်ထိမပုံမသိုးပဲတည်ရှိနေတာဖြစ်ပါတယ်။ဆရာတော်ဖရာကြီးဟာတက်တော်ထင်ရှားရှိစဉ်1965ခုနှစ်ကတည်းကယသိအသွင်နဲ့တောထွက်ခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်းကဖျားစီရီပထိုးများကိုထီတော်တင်လူပြုပြင်ခြင်းဓမ္မခဏပေါင်း8400ကိုရည်စူးပြီးဇီရီပထိုးများတီထားကိုးကွယ်ခြင်းစတဲ့သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ကျွန်တော်ဟာဆရာတော်ကြီးရဲ့ဂုဏ်ကျေးဇူးကိုအထူးသတိပြုပြီးရှိခိုးပူဇော်ခဲ့ပါတယ်။ကြိုက်ထီးဆောင်စီတော်မြတ်ကြီးမှာရှေးဟောင်းတဲ့ခေတ်သစ်မွန်လူမျိုးတို့ရဲ့ဂဝင်ရည်ကြီးမှုဘိတုကပညာရက်တွေကိုလေ့လာနိုင်ပါတယ်။ဂဝင်ရင်ကြီးမှုဆိုတာကဂဝင်ကြောင့်နဲ့ပြုလုပ်ထားတဲ့ပိတုကလက်ရာတွေရုပ်တုရုပ်ကြောအနုပညာလက်ရာတွေဇီဒီပထိုးတွေကိုရေဘူးအားဖြစ်ဆိုးနိုင်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာတမိုင်းပါမောက္ခတာဝန်ထမ်းဆောင်ခဲ့သူလူစ်ကမွန်ပြည်နယ်ဘီလင်းမြို့နယ်စုတ်တုတ်ကြီးရွာကကြိုက်ထီးဆောင်ဇီဒီနဲ့စင်တက်မြင့်တက်မြို့ရိုးခန့်တက်ကိုဥပမာပြုပြီးဂဝင်ရင်ကြီးမှုဆိုတဲ့အသုံးလုံးကိုစတင်သုံးစွဲခဲ့တယ်လို့မှတ်သားခဲ့ရဘူးပါတယ်။ဂဝင်ဆိုတာကိုမြန်မာပြည်တံမှာတော့မြေစည်းနဲ့တန်ကြီးရောထားတဲ့ကြောက်လို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။တန်နဲ့အလူမီနီယံထက်ကျွယ်ဝတဲ့မြေစည်းဖြစ်တဲ့ဂဝင်ကိုပူအိုက်ဆွတ်ဆွတ်တဲ့တမပိုင်းဒေသတွေမှာတွေ့ရှိနိုင်ပါတယ်။မြေမျက်နှာပြင်အောက်မှာရှိနေတဲ့ဂဝင်မြေစည်းတွေဟာမြေကြီးတွေကတူးထုတ်ပြီးလေနဲ့ထိတွေ့တဲ့အခါမာကျောတဲ့ဂဝင်ကြောက်တွေအဖြစ်ပြောင်းလဲသွားကြပါတယ်။ဒါကြောင့်ဂဝင်ကိုမြေကြီးကနေထုတ်ယူပြီးချိန်မှာမိမိတို့အလိုရှိအောင်ပုံဖော်နိုင်ပါတယ်။ဂဝင်ဟာကြစ်လက်မာကျောတဲ့ကြောက်သွင်မြောင်မြေစည်းဖြစ်တဲ့အတွက်လမ်းခင်းရမှာအသုံးပြုနိုင်တယ်လို့အဆောက်အုံတွေဆောက်လို့ရမှာလည်းအသုံးပြုနိုင်ပါတယ်။မွန်ပြည်နယ်မှာတော့ဂဝင်ကြောက်နဲ့တီးထားတဲ့ရှေးအောင်ဖျားစီရီတွေကိုအများအပြားမြင်တွေ့ရပါတယ်။ကြိုက်ထီးဆောင်ဇီတော်မြတ်ကြီးဟာမြတ်စွာဘုရားရှင်လက်ထက်တော်ကလေးကတီးထားခဲ့တဲ့ဇီတော်မြတ်ကြီးဖြစ်တယ်လို့ကြိုက်ထီးဆောင်ဖျားသမိုင်းအရသိရပါတယ်။ဇီတော်မြတ်ကြီးရဲ့သမိုင်းကြောင်းကလည်းကြိုက်ထီးဦးကီလာတဇီတော်မြတ်ကြီးတွေရဲ့သမိုင်းနဲ့ဆက်ဆက်နေတာကိုသတိထားမိပါတယ်။ BC 991ခုနှစ်မဟာတက္ကရာ111ခုနှစ်ဝါတော်8ဝါမြောက်မှာမြတ်စွာဘုရားရှင်ဟာဂဝင်ပတိယဟနာရှင်သူမြတ်ရဲ့ပင့်ဖိတ်လျှောက်ထားမှုအရတုဝနဘုံမိတထုံပြည်ကိုကြွချီတော်မူခဲ့ပါတယ်။အဲဒီအခါတထုံဘရင်မင်းမြတ်တိတ်တဓမ္မတိဟရာစာမင်းနဲ့မူးမတ်အပေါင်းတို့ကကေလာသတောင်တော်မြတ်ပေါ်မှာယာယီဆံချောင်းတော်ကြီးဆောက်လုပ်ထူထမ်းခဲ့ကြပါတယ်။ဖះရှင်ဟာအဲ့ဒီဆံချောင်းတော်ကြီးမှာ9ရက်တိုင်တိုင်ဆံတော်မူနေစဉ်များစွာသောဝိနည်းတော်ဝါတို့ကိုတရားတော်အမြိုက်စေတိုက်ကျွေးတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကတောတောင်တွေမှာတရားကျင့်ကြံနေတဲ့ယသိကြီးတွေကိုစံတော်မြတ်များပေးသနာတော်မူခဲ့ပါတယ်။အဲ့ဒီအခါကော့ကလော့တကွန်နက်ဘလူးကျွန်းကနက်ဘလူးညီနောင်တွေဖြစ်ကြတဲ့ဒီဝကုံဒရနဲ့မဏိကုံဒရနက်ဘလူးနှစ်ပါးကမြတ်စွာဘုရားထံကိုယသိကြီးများနီးတူစံတော်မြတ်တွေကိုတောင်းခံခဲ့ကြပါတယ်။ဖះရှင်ကရွှေညံတော်နဲ့ရှုမြင်တဲ့အခါဒီဘလူးညီနောင်ဟာအသားစားကျူဘလူးမျိုးနွယ်တွေမဟုတ်ကြပဲအကျင့်စာကတီလတိတ်ခါကမ္မစိတ်တိမဟိတ်တိတကူးနဲ့ပြည့်စုံကြတဲ့နက်ဘလူးမျိုးနွယ်တွေဖြစ်ကြောင်းသိရှိတော်မူတဲ့အတွက်နောင်သာသနာတော်ထွန်းကားပြန့်ပွားစေဖို့စံတော်မြတ်တဆူကိုချီးမြှင့်တော်မူခဲ့ပါတယ်။အဲဒီနောက်ဘလူးညီနောင်တို့ဟာနေရက်ကိုပြန်လာခဲ့ကြပါတယ်။မဟာတက္ကရာ113ခုနှစ်မှာတော့ရခဒီပါကျွန်းမြောက်ဦးတောင်ထိပ်ပေါ်မှာဂဝင်ကြောက်ဆိုင်ကြောက်တုံးကြီးတွေနဲ့စံတော်ရှင်စီတော်ကိုတီထားတော်မူခဲ့ကြပါတယ်။နက်ဘလူးညီနောင်တို့ဟာညံတော်63တောင်အမြင့်ရှိတဲ့ဇီတော်မြတ်ကြီးကို4တောင်ဂဝင်ကြောက်တုံးကြီးတွေနဲ့ဇီတော်8မျက်နှာပြုတ်ပြီးတီထားခဲ့ကြပါတယ်။စံတော်ရှင်အပါဝင်မြတ်စွာဘုရားဆင်းတုတော်ဘလူးညီနောင်ရုပ်တုရွှေငွေတွေအပြင်နတ်သမီးစပင်တို့ကိုဖျက်ပြီးကျိုးလူကြစ်ခွေကပူဇော်ထာပနာခဲ့တယ်လို့ဆိုပါတယ်။ကြိုက်ထီးဆောင်ဇီတော်မြတ်ကြီးကိုတမန်လူတွေမစွမ်းဆောင်နိုင်တဲ့ကြီးမားတဲ့ဂဝင်ကြောက်တုံးကြီးတွေနဲ့တိဆောက်ထားတဲ့အတွက်မွန်ဘာသာလိုကြိုက်ကလွတ်တဲ့ဗမာလိုနက်တီတော်ဖရားလိုအဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။နက်ဘလူးညီနောင်ရဲ့နတ်သမီးတော်တွေကလည်းသပင်းတွေကိုလှပတည်သက်စွာကျိုးလူကြက်ခါထာပနာပြုတ်ပူဇော်ထားတဲ့အတွက်ကြောင့်လဲကြိုက်စုပ်တုတ်၊ကွမ်စုပ်တုတ်၊သပင်းကျိုးရွာ၊စုပ်တုတ်ရွာလို့အမည်တွင်ခဲ့ပါတယ်။1333ခုနှစ်မှာတော့ကြိုက်ထီးဆောင်ဆရာတော်ကြီးကထီတော်အသက်တင်လူပူဇော်ခဲ့ပြီးဗတ်ဆောင်ပြုပြင်မုံမှန်မှုတွေဆောင်ရွက်တော်မူခဲ့ပါတယ်။မွန်ပြည်နယ်ရဲ့သာသနာပြုကိစ္စရပ်ဒီမှာကြိုက်ထီးဆောင်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတော်တွေကလည်းအလွန်ကြီးမားလာပါကြောင်းတင်ဆက်လိုက်ရပါတယ်။